ဒီလူကဒေါ်လာတစ်ရွက်ကိုသူ့လက်ဘဝနဲ့စကန်ဖက်လိုက်ပြီးသူ့ခန္ဓာကိုယ်အတွင်းကပရင်နာကိုဖွင့်လိုက်တဲ့ချက်ချင်းပဲဒေါ်လာငွေစက္ကူတွေအစုံမရှိထွက်ပေါ်လာတော့တယ်တကယ်တော့သူဟာကဘာမြေပေါ်ကိုရောက်လာတဲ့ဂျိုသားတစ်ယောက်ဖြစ်တယ်အပြင်ပန်းကလူသားလိုပဲမြင်ရပေမဲ့အမှန်တကယ်တော့သူဟာတဲလို့ခေါ်တဲ့အာကာသယာဉ်တစ်စင်းဖြစ်တယ်ကဘာမြေပေါ်ရောက်လာတဲ့သူ့ရဲ့တာဝန်ကသမုဒ္ဒရာတွေအားလုံးကိုစုပ်ယူသွားဖို့ဖြစ်ပေမဲ့ဆင်းသက်တဲ့အချိန်မှာသမုဒ္ဒရာရေစုဆောင်းတဲ့ကိရိယာတစ်ခုပျောက်ဆုံးသွားတယ်ဒါကြောင့်တဲကအဲ့ဒီကိရိယာကိုစတင်ရှာဖွေခဲ့တယ်ဒါပေမဲ့လူသားတွေရဲ့ယဉ်စည်းကမ်းတွေကိုသူနားမလည်တာကြောင့်တကိုယ်တည်းကလေးမွေးစားနေတဲ့မိခင်ကင်းနာမောင်းလာတဲ့ကားနဲ့တိုက်မိသွားတယ်ရဲကရဲကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့ပြန်လဲကြည့်တဲ့အချိန်မှာဒဲကပျောက်သွားပြီဖြစ်တယ်တကယ်တော့သူကထောက်တဲ့နေရာမှာပုံပြီးသူ့ကိုယ်သူပြုပြင်နေခဲ့တာပါသူ့နားရွက်ထဲကနေပြုပြင်ရေးအင်ဂျင်နီယာလေးတွေထွက်လာပြီးခြေထောက်ထဲကခလုတ်တွေကိုဖွင့်ကာစပိုင်းဆိုင်ရာတွေကိုပြင်ဆင်ကြတယ်ဒီမြင်ကွင်းကိုဂျင်းနက်ကမတော်တဆမြင်တွေ့သွားတယ်တောင်းပန်တဲ့အနေနဲ့သူမကဒဲကိုအိမ်တို့ဖိတ်ခေါ်ပြီးရေတစ်ခွက်တိုက်တယ်ဒါပေမဲ့ဒဲကသူ့ပျောက်ဆုံးနေတဲ့သမုဒ္ဒရာစုဆောင်းရေးကိရိယာဟာဂျင်းနဲ့ရဲ့သားကျိုးစီစီမှာရှိနေတာကိုတွေ့သွားတယ်ဒါကြောင့်ဒဲကဂျိုးစီရဲ့အကြောင်းကိုချက်ချင်းသွားပြီးအစားထိုးစရာတယောက်လိုဟန်ဆောင်တဲ့ចောင်းသားတွေကသူ့ကိုတန်တရားဝင်ကြပေမဲ့ဒဲကတင်ပုံးပေါ်မှာ Unified Field Theory ကိုရေးပြလိုက်တဲ့အခါသူ့အသိပညာကိုအားလုံးအံ့ဩသွားကြတယ်ပြီးတော့ဒဲကဂျိုးစီကိုရှာတွေ့ပြီးကိရိယာအကြောင်းမေးတယ်ဂျိုးစီကအဲ့ဒါကိုចောင်းကလူမိုက်ကောင်ကယူသွားတယ်လို့ပြောတယ်ဒါနဲ့သူတို့နှစ်ယောက်ကလူမိုက်ကောင်မကြခဏလာတတ်တဲ့စာရေးကိရိယာဆိုင်ကိုသွားကြတယ်ဒါပေမဲ့အဲ့ဒီမှာတပြနှစ်ယောက်တပြတိုက်ဖို့စူးစမ်းနေတာနဲ့တိုးမိတယ်ဒဲကတနက်တလက်ရဲ့ပြောင်းကိုလက်နဲ့လွယ်လွယ်ကူကူကွေးပစ်လိုက်တာကြောင့်တပြတွေကြောက်လန့်ပြီးထွက်ပြေးသွားကြတယ်အဲ့ဒီနောက်ဒဲကကြောက်လန့်နေတဲ့ဂျိုးစီကိုအိမ်ပြန်ပို့ပေးတယ်ဂျိုးစီကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပြီးဂျင်းနာကဒဲကိုအပန်းဖြေဥယျာဉ်သို့ဖိတ်ခေါ်တယ်အဲ့ဒီမှာဒဲကလူသားတွေရဲ့ယိုလာကိုစတာစီးနှင်းမှုကိုပထမဆုံးအတွေ့အကြုံရရှိတယ်နောက်တော့ဂျိုးစီကသူ့ကိုဟော့တော့စားပြန်ပွဲနဲ့ဝင်ဖို့စီးရုံးတယ်ဒဲကဟော့တော့တွေကိုမယုံနိုင်လောက်အောင်မြန်မြန်စားပြီးပရိသတ်အားလုံးကိုအံ့အားသင့်စေတယ်နောက်ဆုံးမှာသူကဟော့တော့85ခုစားနိုင်ပြီးပြိုင်ပွဲမှာအနိုင်ရသွားတဲ့ရတဲ့စုငွေအားလုံးကိုလည်းဂျင်းနာကိုပေးလိုက်တယ်ပြီးတော့အိမ်သားထဲပြေးဝင်ပြီးစားထားတဲ့ဟော့တော့အားလုံးကိုဖယ်ရှားပစ်လိုက်တယ်သူ့ရဲ့အလွန်ထူးဆန်းတဲ့အစာချေဖြတ်နိုင်စွမ်းကဘေးကန်းထဲကအဖိုးအိုတယောက်တောင်မနာလို့ဖြစ်သွားစေတယ်အိမ်သားကထွက်လာချိန်မှာတော့ဒဲကဂျိုးစီကိုရိုက်နှက်နေတဲ့လူမိုက်ကောင်နဲ့တွေ့တယ်ဒဲကလူမိုက်ကောင်ကိုလွယ်လွယ်ကူကူမြောက်လိုက်ပြီးနောက်ဆုံးမှာသူ့ရဲ့သမုဒ္ဒရာစုဆောင်းရေးကိရိယာကိုပြန်ရယူနိုင်ခဲ့တယ်အဲ့ဒီနောက်လူမိုက်ကောင်နဲ့ဂျိုးစီကိုဘယ်တော့မှမနှောက်ယှက်ရတော့ဘူးတနည်းအားဖြင့်ဒဲဟာဂျိုးစီအတွက်ဖခင်တယောက်လိုဖြစ်လာခဲ့တယ်အခုကိရိယာကိုပြန်ရသွားပြီဆိုတော့ဒဲဗီကအဲ့ဒါကိုသမုဒ္ဒရာလေးဖြစ်ချပြီးကမ္ဘာရည်တူအားလုံးကိုစုပ်ယူရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့ဆိုင်သွားတယ်ဘာကြောင့်လဲဆိုတော့သမုဒ္ဒရာတွေကိုစုပ်ယူလိုက်ရင်ကမ္ဘာကြီးပျက်စီးသွားမှာကိုသိသွားလို့ပါဒဲဗအာကာသယာဉ်ရဲ့အတွင်းမှာတော့ဒုတိယအရာရှိကကပတိန်ဟာမူလတာဝန်ကနေလွဲချော်သွားပြီလို့ယုံကြည်ပြီးယင်ကိုအတင်းကျပ်ထိန်းချုပ်လိုက်တယ်ပြီးတော့ဒဲကကိရိယာကိုသမုဒ္ဒရာထဲလွှတ်ချလိုက်တယ်ချက်ချင်းပဲအေယာမရေဝဲကြီးတစ်ခုပေါ်လာပြီးပင်လယ်ရေတွေကိုကိရိယာထဲသို့စုပ်ယူတော့တယ်အရေးကြီးဆုံးအချိန်မှာကပတိန်ဒဲကသူ့အဖွဲ့သားတွေကိုမိမိတို့ရဲ့ကဘာကိုကယ်တင်ဖို့အတွက်အခြားကဘာတစ်ခုကိုမဖျက်ဆီးသင့်ကြောင်းစီးရုံးနိုင်ခဲ့တယ်သူ့စကားကြောင့်အဖွဲ့သားတွေစိတ်ပြောင်းသွားပြီးဒုတိယအရာရှိကိုဖမ်းဆီးလိုက်ကြတယ်ထို့နောက်ကပတိန်ဒဲကကြန့်ရှိတဲ့စွမ်းအင်အားလုံးကိုအသုံးပြုပြီးကိရိယာကိုပြန်လည်ဆယ်ယူလိုက်တာကြောင့်ကဘာကြီးကိုကယ်တင်နိုင်ခဲ့တယ်ဒါပေမဲ့အာကာသယာဉ်ထဲမှာစွမ်းအင်လုံးဝကုန်ခန်းသွားပြီဖြစ်တယ်အဲ့ဒီအချိန်မှာဂျိုးစီကရဲတွေရဲ့လျှက်စစ်ရှော့တို့ကိုခိုးယူပြီးဒဲကိုစက်တိုက်ရှော့တိုက်တယ်မထင်မှတ်ပဲအဲ့ဒီလျှက်စစ်တအားကပျက်စီးနေတဲ့စွမ်းအင်ဦးတိုင်ကိုပြန်လည်အသက်သွင်းပေးလိုက်တယ်နောက်ဆုံးမှာတော့ကပတိန်ဒဲကထိန်းချုပ်ခန်းထဲကထွက်လာပြီးဂျိုးစီကိုနှုတ်ဆက်စကားပြောတယ်ဂျင်းနာကလည်းဝမ်းနေတယ်လို့မခွဲချင်တယ်လို့မျက်နှာထားနဲ့ကြည့်နေစဉ်ဒဲဗီရဲ့အာကာသယာဉ်ဟာကဘာမြေကိုစွန့်ခွာပြီးအာကာသထဲသို့ပြန်တန်းထွက်ခွာသွားတော့တယ်